ရှင်တော်ဟောကြားတရားဓမ္မထုလမ်းစဉ်သစ္စာမပြတ်တမ်းမေတ္တာခံဖို့ဟယဝံဘောလူရှင်ယုံကြည်စမ်းမအပ်တဲ့နိဗ္ဗာန်ကိုခွဲတကယ်ကိုတန်တမ်းမှုပြန်လေဘဝကိုရှုမြဲအတိတ်နာကကာလသုံးပါရှိတယ်။ငယ်စဉ်ခါကရှောက်လန်းခဲ့ရတဲ့ဘဝနော်။ယခုချိန်ဒီရှောက်လန်းခဲ့ရတဲ့ဘဝကျန်နာနာလည်းရှိသလိုချောမွေတာလည်းရှိကြမှာပေါ့။အဲ့ဒီတွေးကြုံဖန်လာတာတဲ့အကြောင်းပေါ်တွေပါဒေါသမဖြစ်အောင်ထိမ့်သိမ်းတာမောဟမဖြစ်အောင်ထိမ့်သိမ်းတာအဲ့ဒီလိုထိမ့်သိမ်းလိုက်တော့ဘာဖြစ်လာလဲလောဘကင်းဒေါသကင်းမောဟကင်းပြီဆိုတော့သူတော်လက္ခဏာတွေမှာဝဆန့်သွားသူတော်လက္ခဏာတွေပြည့်စုံသွားပြီဗျအမှန်ပဲရုံလုံးဆရာကောင်းတယ်အဲ့ဒီလောဘတွေတဲ့ဒေါသတွေဘယ်သူမှမဟုတ်ဘူးဘယ်ထက်ကထွက်လာတယ်သိခါတဲ့ခန္ဓာတွေကထွက်လာတယ်နော်ဒါနည်းနည်းလေးနဲ့ကောင်းတယ်ကျွန်တော်ကမင်းသမီးမပါတော့မင်းသမီးမပါတယ်လို့ပြောမှာမင်းသမီးပါမင်းသမီးနာလာခိုင်းပေးလိုက်ရတယ်ခေဟိုးကျော်တော့မှပြောင်းတော့ဗိသိက်စရာစကားလေး9ခွ6ခွဲလောက်ပြေဝသည်ဗိသိက်စရာညာဟစကားသိမပြောနဲ့တော့ဟုတ်ကဲ့ဘယ်ပြပါတိလိုက်ကြီးဗျဟောဒီအကခိုင်းမှသူတို့ကြိုက်မှာပါလားဆိုအကကြီးခိုင်းလိုက်တာနော်နောက်မပန်းဝင်တခါတည်းပါဖောမက်တွေနဲ့လှုပ်ပေးလိုက်တာနောက်တော့ဝတ်တွေနော်အဲ့ဒါလေးတာယာမှုမရှိပါဘူးဟိုလို့တော့ပေးခြင်းတဲ့အကြောင်းတရားကကောင်းတဲ့စာရီဒီဘုရားရဲ့ဟောကြားခဲ့တယ်ဆရာတို့ပြောခဲ့တဲ့စာရီကျွန်တော်တို့မရတာဒီလက်ရှိရတာဒီလက်ရှိမှားတာလေးရှိတယ်နော်အဲ့တော့ပညာအဲ့တော့မှတ်တယ်လို့ထုတ်ပေါ်ပြီးတော့ကိုကျေးဇူးရှင်ပြိတ္တကိုကျေးဇူးဆက်တဲ့သဘောပဲဒီတော့အဲ့ဒီဘောမှာတဏမာလာတိကတော့ငါလုံနေတယ်ငါကိုင်နေတယ်ဟောငါသားငါမယားငါရွှေငါမြေငါရငါလက်ငါပစ္စည်းတိကပါလားဘာလို့လူလာလဲအိုးချစ်စမောင်ကြီးလူနေတာဘေးကလည်းတိတိုင်းပြောမှာပဲဘာလို့လူနေတာလဲဒေါ်လုံးချီလို့လူနေတာခန္ဓာခွဲစီ
ဒါနပဲသီလတခုချင်းသွားမယ်နော်အဲ့တော့ဒါစိတ်ကလေးတွေကိုခွဲပြီးတော့ဟောပြီတဲ့အဲ့ဒီအလှလူပြီးဆိုတော့အလူဆရာတို့ပြောခဲ့တာတော့ဦးချီရွှေကြီးတို့ကျွန်တော်တို့ကငင်းနေရပေါ့မှတ်ရောက်လာပြီလူကြောက်ပြီလူနဲ့ပေးဖို့ရွေလေပေးလေလူဒီရှေ့လူတော်ညာမချဲဆွမ်းနဲ့ချီးမွမ်းရလို့မဲ့ရလို့၍မန္တောဒါနရှင်တို့ဒီတဲ့ဒါနရှင်ပါအမျက်ဆုံးထားတာဘယ်ဒါနလေးဆိုတော့မဲ့ပူရအာယုံပြုတဲ့ဒါနအမျက်ဆုံးပဲဒါတို့လူတကာလုံးမများမဲ့ပူအာယုံပြုကြတယ်ပေါ့လားနိဗ္ဗာန်အာယုံပြုတာပါပဲကိုင်ကောင်းပြီးနိဗ္ဗာန်အာယုံပြုတော့ခုနတဏမာနဒိဋ္ဌိဆိုတဲ့ပပိစ္ဆတရားသုံးပါခန္ဓာမှာခန္ဓာဖွဲ့ကြည့်လိုက်တော့ငါချင်နေတာတဲ့ဒီခန္ဓာလေးအလုံးလုံးနေတာကိုငါလုံးနေတယ်ထင်သည်ဒီနေရာမှာတွေ့တာအဲ့ဒါညာတွေ့ရမှာယူပဲခန္ဓာတရားမှာငါသူတစ်ပါးယောက်ျားမိန်းမဟုတ်လားပုဂ္ဂိုလ်တ attva အမြင်နဲ့သာလိုချင်မှုနေတဲ့မှုလောဘတဏှာသမုဒယသစ္စာသစ္စာဘောတော့သမုဒယသစ္စာပါပြီနော်ဆိုတော့ဘောဟုတ်လားအဲ့ဒီခန္ဓာပါပဲခမယူပဲခန္ဓာတရားပေါ်မှာဒါပဲလားဖြစ်ချင်းပြည့်ချင်းကဖြစ်ချင်းပြည့်ချင်းကဒုက္ခသစ္စာဒါကိုသစ္စာပေါ်လေကိုင်ကောင်းယူပဲခန္ဓာတရားပေါ်မှာကလိုချင်တာနှစ်သက်တာဒါသမုဒယသစ္စာတဲ့သိပြီဆိုတော့သမုဒယသစ္စာဖြစ်ပြီဟောခြေလိုက်ပြလိုက်နေတော့ဒုက္ခသစ္စာလို့ညာမှာပေါ်လာဆိုတော့အဲ့ဒီဒုက္ခသစ္စာအပေါ်မှာလူတကာကြီးဒုက္ခသစ္စာအပေါ်မှာနေမရောက်ဘူးပိုက်ချတိတာကခွဲခြားနေလို့ဒီပိုက်ချတိတာကသာမဒိဋ္ဌိမေကသစ္စာဒီရမဲ့နော်မဲ့ဝဲတော့ဘာရိပိတ်နိရောဓလာလို့ပါလို့မှာနော်အဲ့ဒီမဲ့ချမဲ့ဒီခဏငယ်သုံးချက်ပြောတော့လောကီစိတ်ပဲဗျာသူလည်းပါတော့တာပဲအလိစာနော်ပို့ကြပါဟောတို့လူတကနည်းတိလားပို့အာယုကြတော့တိကြလားငါတခါမှဒီလိုမခံစားဘူးထူကြလိုက်တာဟာလို့နော်ဒီပို့လေးကိုခံစားစေခြင်းနဲ့ဗျာပွားများစေခြင်းအဲ့ဒါကုသိုလ်စိတ်ပဲဒါကြောင့်တို့လူတကလူပါဆက်ရမလို့ပါပဲလို့နော်မှတ်သားထားတဲ့တင်ညာတွေကကောင်းလို့ရရွေးချယ်ပြီးတော့ဒီဇောတွေကောင်းသောဇောတွေဖြစ်စေခြင်းတဲ့အတွက်ဒါလေးဆိုလိုက်ရခြင်းဖြစ်တယ်နော်သချင်းကတော့မမအေးဆိုထားတဲ့သချင်းကိုစံမြောင်ကြိုက်ရတာနော်ဒါကြောင့်စေရနာဖြူဖြူစင်းတယ်ဒါလေးကစေရနာဖြူဖြူစင်းတယ်အလူပိခေတို့မြအလူရှင်ဘဝအတွက်သံဃာတခွင်အပူပင်ကင်းလို့စိတ်ချမ်းမြေအစင်မပြတ်ခါထားဝစင်မခါထားဝစင်မခါညာရှင်တော့ညံမပါတရားညံကဘယ်လိုလာမလို့ညံကဘယ်ကလောက်တာဘယ်သူလောက်တာမေးပါဗျနော်ညံကလေအကြောင်းတိုက်ဆိုင်လာရင်ပေါ်လာမှန်ကန်မှုဖြစ်လာသမာဓိဋ္ဌိညာမမှန်ကန်မှုဆိုရင်တော့မိစ္ဆာဒိဋ္ဌိညာနော်ဒီနေရာလေးခွဲရဒါကြောင့်မှန်ကန်နဲ့ညံ့နေဖြစ်သိစီနိုင်ဖို့အဓိကတော့ဒီဖြစ်ပါတော့အဲ့ဒီစေတနာလေးဖြူစင်းစင်းဖြစ်လာပြီဆိုအလှပေးတဲ့တို့လူရှင်တွေဟာဘဝအတွက်တန်တရားတကွဲအပူပင်ကြီးလို့စိတ်ချမ်းမြေမပြတ်ခါထားမစင်းမပြတ်နဲ့ဒါသတိထားတာသတိထားနေမှတ်ခါညာရှင်မှတ်လိုက်ပါနော်ညောက်ကညံကပါလာပါလိမ့်ဝိပဿနာဘာဝနာတရားကိုဘုရားပွင့်တဲ့ဒေသလို့ခေါ်လို့ရတယ်နော်မိဂတ်တော်သုံးပုံနှုံအောင်ဆောင်သွားတဲ့ပွဲကြီးမောင်းအောင်တဲ့ကျွန်တော်နိုင်လဲအောင်အကူလိုက်ခဲ့ရတယ်နော်ဘုရားပွင့်တဲ့ဒေသဘုရားရဲ့နှုတ်ကပတဲ့ကိုအာဘုံဆောင်နိုင်တဲ့ကျေးရွာဗျဟောဒီကျေးရွာကြီးတော့ဟုတ်ဘူးဗျတကယ်ကိုလေးစားစရာကောင်းကဲလူလိုက်ကြ
ရတယ်ဝေယဝဆာပဲခါလေးပြောစရာလူငယ်တွေနော်အပြိုသမီးတွေကလည်းသူ့နေရာလေးဒီအလုံးချအဲ့နေရာမှာဟာလည်းပြမရှိဟာတင်တော်တဲ့နေရာပါလားဝမ်းမြောက်ခဲ့ရနော်ဒါကြောင့်ဒီနေ့လူကြီးမှာလေတို့အလူတကာလုံမှာများနိဗ္ဗာန်ရောက်ပါစေလို့ဒီစုတောင်းနော်ဒါကြောင့်မက္ခဉာဏ်ရှင်ဒါပဲဉာဏ်ရှင်ဟာတတိမေရခြင်းဒီအပြည့်တဲ့ဟာဘုရားဟောကြားခဲ့တာမိလျောဖြစ်ပါလားလို့ဒီတိထားပြီးသွားတိလာတိစာတိလေတိဘုံတော်ယူဒါဒီပဲတယောက်တည်းမြောက်လာဆိုတော့မင်းသမီးမမေးတာဘူးဆိုတော့ကောင်းတာဒါလည်းကောင်းတာသို့တော့ကျုပ်ကတော့မပြောရဘူးမင်းသမီးပါလာလည်းကောင်းတယ်ဗျာဘာလို့မင်းသမီးတွေစတာဟုတ်တယ်ဟုတ်လားစေအိုးကျွန်တော်မင်းသမီးပဲအစကတော့ကျွန်တော်မှတ်သားတယ်လို့လူကြီးတွေအပြည့်နဲ့ကိုရွှေပြားတို့ပဲတို့ဆရာတွေတွေ့ပေးမိတဲ့အခါကျတော့အော်မင်းသမီးစာပေါ်လာတယ်တို့ခေပါပြောမယ်ဆိုရင်တော့ပါတယ်အဘဥဒ္ဒတဲ့ကြီးဖိတ်သိမ့်မြောက်တော့မိုးတွေကလွားတော့ပါမတ်ကျင်စိန်ဇက်ကြီးကငါတာမတ်ကျင်စိန်ဇက်ကမိုးရွာတော့မကရတော့ဖိတ်သိမ့်ပြောက်တာဥလာဒီတဲ့ဥလာဒီရှာဆရာဟိုတော့ကျင်စိန်ကသွားပြီးတော့ဆရာကျမတို့ကလည်းမကဘူးတဲ့အဲ့ဒီတော့ဆရာဘိသိက်ခံလေးတော့ကျမကလို့ရပါသလားဟာကလို့ဖြစ်တယ်ဗျာဆိုပြီးတော့ဆရာကလည်းစီစဉ်ပေးလိုက်တော့ဒေါ်ကျင်စိန်နဲ့ကုလာတဲ့ကြီးနော်အငိကမှာခါတဲ့ပါတွဲပြီးတော့ဘိသိက်ခံစခဲ့တော့အဲ့ဒီအစင်လာကနေစွဲပြူသွားပြီးတော့ဖြစ်လာတယ်လို့ပဲယူဆတယ်ကျွန်တော်တို့ညံပြီးသလောက်နော်ဒါကြောင့်ဂိုင်းကောင်းလို့မြတ်ကောင်းတာသိစီပြီးတော့ညံကအတိကလို့ထိုးထားတော့ရေလာလို့မင်းလို့တဲ့တာကိစ္စနေတော့ကလေးဒါတေသာသာလို့မအင်ညာယဘာသာဟန်ဒီဝိပါဒတိနောလူစုလာဆိုကျွန်တော်ဆိုတော့စုနေတယ်ခင်ဗျာကျွန်တော်စုတတ်တယ်ငကောနေပြီးတော့ချဲလေးကိုထိုးပြီးကြုံရည်သားကိုခေါ်လိုက်ရဲ့မင်းရဲ့နာမည်ကဝေးမင်းကောင်းမတဲ့ဘာနေဝေးလောက်လိုက်ဘိသိငါလည်းဒီတော့မပြောနိုင်ဘူးအာဘိကိုမောင်ထေကိုမောင်ထေဖုံးနဲ့ငါလားခဏဒီစီယမယူသေးဘူးစိတ်ချစာမချုပ်အားနေလို့လည်းမှားမှာတော့ကြောက်တယ်လို့ဆိုပြီးတော့အဝေးရမှတ်တာနော်ခဏဒီစီယမယူသေးပါဘူးဗျာအဲ့ကြောင့်တို့ပရိသတ်ကိုလည်းခေါ်တဲ့ခါကျတော့ဘယ်မှာကြုံလို့ဆိုတော့မြင်းကပါမှာလေမြို့ဆိုတော့ပြိသိတိသိနားမထောင်တော့ဟောလူကခိုက်ကျဲကျဲဆိုတော့အလူတကာကလူလာစေချင်လို့ဆိုင်းကောင်းနေငှားထားတယ်ပြိသိကောင်းနေနော်ရှိတာလေးတွေငှားထားတာအဲ့ဒါအလူတကာအလူမှမျက်နှာငယ်မှာဆိုးတယ်ဆိုပြီးကျုပ်ဘာနဲ့ခေါ်တာဆိုတော့ဆရာဆိုတော့စိတ်တော့အာကိုမြတ်တောင်ဟိုတော့နာမည်ကြီးခဲ့တာကမှတ်ပြီမလားမသိဆရာတို့ခေကြတော့မှတ်ပြီမှတ်မှာနော်စိတ်ကြလိုက်တော့စိတ်ပြတောင်းဘာလို့တက်လိုက်အဲ့ဒီကနေပြီးတော့ဘယ်တချင်းကြမှာပြတ်သွားလို့လဲသူကနုပညာစစ်စစ်ကြီးပဲတီးတာတော့မတ်ချစ်စုခိုင်းတော့စိတ်လာပြီးတော့ဆိုင်းတဲ့ဖြတ်လိုက်တာမတ်ချစ်စုခိုင်းလို့နော်ဒါကြောင့်ဒါစားဘယ်ရောက်ပေါ်မှာလဲအဲ့ခုနလူကျဲနေတော့ကျွန်တော်အတန်နဲ့ခေါ်တယ်ဒီအတန်လိုက်တယ်ကျွန်တော်အတန်လိုက်ကဒါဒီဖလက်ထက်သွားတယ်ဒါဒီအတန်တဲထားတော့ဒီအတန်မင်းရဲ့နာမည်ကမွေးမင်းကောင်းမတဲ့ဘာနေဝေးခေါ်လို့ဘာလို့ဆွဲခေါ်လို့တချစ်ဆိုလဲကလက်သွားမှာဆိုတော့ဘယ်တိစရာဘာလဲတော့ဒီလိုမဖြစ်အောင်ငယ်ငယ်တော့ပန်းကြိုက်ပါလေဒါဆိုဆိုင်ခေါ်တော့ပြတ်သွားပြီနာမည်လေးကမပန်းဝေးအချစ်တွေလဲဝေးပန်းတွေလဲဝေးလက်ခုံးမချစ်တယ်မပန်းဝေးရေလက်ခုံးမချစ်တယ်မပန်းဝေးလို့ဆိုတော့ဟာမပန်းဝေးဆိုပြီးဟာဆိုပြုံနဲ့မတတ်ကြည့်လားဟုတ်လားအဲ့တော့ဘာပဲဖြစ်ဖြစ်ဒီဆရာကြီးလေးစားတဲ့ကျွန်တော်တို့ဆရာကြီးရွှေလို့ဆိုကျွန်တော်တို့နားထောင်ပဲတလုံးဒီအရှုံးမရှိဘူးဒီကအဲ့တော့နောက်ကလေးတွေအထင်မသေးနဲ့သူတို့ကစာပေကောင်းတာလေးတွေရှာဖွေပြီးတော့ပြိတ္တကိုပြန်ပြီးတော့ဖောက်နေချအဲ့ဒီ
ထဲမှာကိုယ့်အတွက်ပါလာမယ်နော်တရားတစ်လုံးကိုလို့သုံးသပ်ဆင်ခြင်မယ်သင်္ကပ္ပလုံးနော်ရှုညာ၅ပါးတွေကနေသင်္ကပ္ပလုံးမယ်သင်္ကပ္ပလုံးလိုက်တော့ဓမ္မလားမှားလားမှားတယ်ဆိုရင်ဟောပယ်ထားမှားပြီဆိုမှတမ္မာတိကဖြတ်ဆုံးဖြတ်နော်ဒီဘက်ကသီလသမာဓိအတွက်သံဃာတဲ့ခွဲအပူပင်ကင်းလို့စိတ်ချမ်းမြေအစင်စေရာဖြူဖြူစင်အလုံးပြည့်တဲ့တို့များလူရှင်ဘဝအတွက်သံဃာတဲ့ခွဲမူပင်ကင်းလို့စိတ်ချမ်းမြေအစင်မပြတ်ခါထားပါစေမခါညံရှင်ဝိပဿနာဘာဝနာတရားရှင်တော်ဟောကြားတရားဓမ္မထိုလမ်းစဉ်ပြတ်သားမပြတ်တာမဲ့တခါဘူအရာဝေအိုးလူရှင်ဘယ်သူတွေတော့ဟောအမြင်နာမတော့ဆရာကြီးချစ်ရွှေဒေါ်ဤစေဟိုအသိတော်အေးလွယ်တို့ဦးကြီးဝန်တော်စမ်းမြတ်တော်အဲ့လိုတကားကြတော့ဦးချစ်စမ်းမောင်းတဲ့တော်လုံးကြီးတို့နော်ညီလေးဖြစ်တဲ့ကိုအောင်စိုးကြည့်ဟုတ်လားဒါလူရှင်လေးပဲယုံကြည်သမားမြင်နိဗ္ဗာန်တခွဲတကယ်ကိုတဲ့လှမ်းဖို့ပြေချဆေလာပွားမြောက်သဗ္ဗညုတယောက်ရဲ့မိခင်ချုံတို့ရည်တွေပိုက်ချီကမွေးလာရကျေးဇူးရှင်မွေးသမိကေမို့ကြည်လင်းမြတ်နို့သာလာဖြိုးရီခိုးဝနာကတော့ပါသည်တော့မကြရခုအေးအောင်သူပေတော်မူဟာမွေးမာတာခမညာလို့သုံးကြည့်ကြတော့လားတူတော်စီပါတော့လေချုပ်တော်မကြီးချစ်ချင်းအတိကထားလို့ကျေးဇူးရှင်မိဘပါရဲ့သုံးကြည့်ကြတော့မပြောဘုံမရီကတော့တွေက၄ပါးသောအကျိုးတရားရသွားပြီဆိုတာဆရာတို့သိပါတယ်ဒါဝိဝါဒနာတိလိတနေသဝဒပဇာယိနောစတ္တရောဓမ္မဝိတ္တတိအာယုဝနောဒုက္ခမလားနော်အဖေထပ်ကတော့ဘုရားကုသိုလ်ရတဲ့ညကြမှာကတော့အိယာဝေနိုင်ကတော့အမေကတော့ပါအမေကတော့ပါနော်အဖေတို့ညကြရဲ့ကတော့ပြီးမှအေးဟုတ်လားဘုရားဒီတော့မှတချင်းတဲ့ဘုအမေတချင်းတဲ့ဘုဆိုသွားဘုနိုင်လဲအောင်လို့ဆိုဦးမှဖြစ်လိမ့်မယ်ထင်တယ်ဘုတော်ကဆရာကြီးဆိုလာကြတော့တို့တချင်းတွေလို့မဟုတ်ဘူးကွာအဲ့ဒါကစဉ်းစားဘိသိခက်ကြောက်ညော့သူတို့ဆိုခဲ့တဲ့တချင်းတို့မိမှသိကြတယ်တော့မမဤတချင်းအနန္တဂိုင်းဝေကျေးဇူးရှင်မိဘနှစ်ပါးကိုလားနေယူကျိုးရှိခိုးဦးတယ်သူတို့ခေတ်ကကျွေးမွေးပြုလို့ကြလို့ပဲမိဘကျေးဇူးစာဦးစေကျေးဇူးဆက်စီလာကလေးတွေကြလည်းတိုက်လာမှာတချင်းကကြာပြီလေဆိုင်တိုင်းရပါမယ်လို့လည်းမဆိုလို့ဒါဟောက်ချင်နော်နောက်အစ်တီလိုက်လာဆိုတော့သူတို့အပြစ်ပြောလို့မရဒါဆရာတို့ခေတ်ကဆိုခဲ့တဲ့ချီတော့တိတ်ကောက်တဲ့စာသားပေါ်ပြီးသားစာသားတွေကနေဒီဂျိုဂျိုရှိခိုးဦးတည်ကပိပိသားစာအဲ့ဒီစာတိုင်းတော့ဟာတချင်းနာထောင်တယ်အတိတ်ပဲကိုမယူဆဘူးဆိုတော့
တို့လွဲနေတာတွေရှိတယ်အဲ့ဒါစာသားကတို့ဓာတ်ရိုက်ဆုံးမထားတာပါလားအဲ့တော့ကျွေးမွေးပြုစုဆောင်ရှားကြလို့မိဘကျေးဇူးစာပူးစီခြင်းအဲ့တော့အဖေကျေးဇူးအမေကျေးဇူးကြီးတာဆိုတာမြင့်မို့တောင်းနဲ့နိုင်တယ်ဖယားနဲ့တောင်းတကိုင်းနဲ့နားတယ်ထိုက်လာတယ်ဆိုတော့မလွယ်ဘူးအဲ့ဒါကိုကျွန်တော်တို့ခံစားမှုဘုကင်လူငယ်တွေကြားပြင်းလွန်းနေအောက်ခြေသိန်းကြီးတွေကြားတော့ဘာမှမလုပ်ကြဘူးဆိုသူကအောက်ခြေသိန်းကဖြစ်ချင်တော့သူကစာရေးပြီးတော့အကိုးတဲ့ကျွန်တော်ဒီစာသားလေးတွေသချင်းဖြစ်အောင်လုပ်ပြီးစမ်းပါပရာဟိတလုပ်တယ်မောင်မင်းအဲ့ဒီချင်းလေးတော့ကျွန်တော်ခွေထိုးဆိုနော်ဒီလေအဲ့လိုဒီချင်းမလို့ဆိုတာလို့ဆိုင်ရေးဆရာတွေကတော်တော်ကောင်းယူဆနောက်တစ်ခါအိုဘဲမီမီဟိုဆရာကျွန်တော်တို့ဒီနာဝေးပဲဆရာဆန်းနော်ဟိုမြန်မာစာပြီးဆိုရသူ့ကဗျာကျွန်တော်ကြက်အဲ့ဒါအတန်ထည့်ကျွန်တော်ဆိုလိုက်ရှားလို့ကျွန်တော်အတန်ထည့်ချင်းလေးတော့အားလုံးတော့ဆရာစာသားလေးပေါ်လို့အောင်ကျွန်တော်ဆိုလိုက်တယ်တော့ခုတ်ပြီနော်အဲ့တော့တချင်းလေးမြောင်များစွာရှိတဲ့ဒေကနေဒီနှစ်ပုတ်တွေကတစ်ပုတ်ကျွန်တော်ရွေးမယ်အတို့တို့တကလုံးမများမိဘကတော့ကလေးပေါ့နော်မိဘကတော့ကမှာကိုနိုင်လဲအောင်နောက်ကတယောက်မှမတော့ရှားအောင်မှာပေါ့ခင်ဗျဖုန်းလုပ်ပေးပါနည်းနည်းလေးအချိန်လေးအဲ့တော့ခေါ်ခဲ့တာတကယ်ကိုကျွန်တော်လိုအပ်တယ်အဲ့ဒါစစ်ခဏလေးတော့ခဏခုနကတောင်းမှကျွန်တော်တို့တန်းလုပ်မစိုးခဲ့မှာမိဘစကားနားထောင်နေဆရာဥဒေရီကပြောတော့မှတ်ကျွန်တော်တို့ငငယ်မိဘစကားနားထောင်ညာသာများကြောက်ဆောင်ကြိုးတော်မှာပြောသည်ဆိုတဲ့ပုံကောင်းတာတကားလေးထောက်ပြီးတော့အဲ့တော့မိဘပြုစုလုပ်ကြွေးကြပါဆိုသူကပုံလေးပါပြောရှင်းတော့ကမိဘလေးကရိုးရိုးပဲနော်သမီးတယောက်အကြည့်များမွေးလာရိုးရိုးလေးမကြီးလို့မဲ့ပါတယ်နောက်ထပ်တစ်ပံသမီးပဲဆက်မွေးလိုက်တော့မတ်ငယ်လို့ပဲမဲ့ပါတယ်မကြီးနဲ့မငယ်နဲ့သွဲသောသားသမီးမွေးဖွားပြီးတော့ကြီးရင်းလာတော့အခါဇာရိုက်တွေကတော့မတူကြဘူးတဲ့မကြီးကကြမ်းတမ်းတယ်မကြီးရေဟာတာဒေါသသမားနော်မွေးလာတွေကဘာပြောဒေါသတွေရှိတယ်မငယ်ရေဖေးသမီးခေါ်လာဘာခိုင်းမလဲပြီဖေးလေးကွာကွာတော့နော်အဲ့ဒီသမီးနှစ်ယောက်အမွေပေးလိုက်တာယာကြီးကဲရှမကြီးတို့မိဘဝတ္တရားဟာအမွေပေးချိန်တမ်းပြီတဲ့တို့လှုပ်ရှားခဲ့တဲ့ဟာဒီယာကြီးကိုတချမ်းစီမဲနိုင်ကွာသမီးနှစ်ယောက်ပေးလိုက်ကန်းကခွဲလို့လာပြီမကြီးလှုပ်တဲ့အခင်းပံမှာအချိန်တာအသီးအပင်တွေကတကားတဲ့အပွင့်တွေရောအသီးတွေရောဝေးလာပြီဆိုမိုးကခေါင်းလိုက်ပြန်ပြီအသီးအပင်တွေမိုးမခေါင်းတော့လဲပိုးကဖြည့်စည်းလိုက်ပြန်ပြီဘယ်လိုမှမရဘူးလေဒီဘက်ကမန့်ငယ်ကြတော့မိဘစကားနားထောင်တဲ့သားသမီးနော်သူကတော့အစင်းကိုပြေးနေတာပဲတဲ့ကြုံသလိုမျိုးစီချနော်ဘယ်လေးကြီးသူအခင်းကလှပဝေစားအသီးတွေကဖြားပြီးတော့နှစ်တိုင်းရတော့အဖေမေကစိတ်မကောင်းဟာတို့အမွေပေးခဲ့ရတယ်တို့နှစ်တိုင်းရတဲ့ဒီယာကြီးတဲ့မှာဘယ်နဲ့ကြောက်ဒီလိုဖြစ်ရတာလဲလို့စိတ်မကောင်းသွားတယ်အဖေမေကသွားကြည့်တော့စိတ်မကောင်းဘူးတဲ့သမီးမကြီးခင်းကြည့်လိုက်တယ်ခုနပိုးရကြအသီးပင်ငါငိုက်နော်ဒီဘက်ကသမီးငယ်ခင်းကြည့်လိုက်တော့အာရဇရာဖြစ်လာပြီရှမရဲ့တဲ့ရောက်တုံးလေးတဲ့ဟင်းညိုချိုလေးတောက်ရအောင်ဆိုပြီးတော့ပဲဒီလေးလက်တွန်းတဆုပ်စီတဲ့ပြိတ္တကထိုးခဲ့ပေးလိုက်တာကတော့သားသမီးပေးလိုက်ပြီဆိုတော့သားသမီးပစ္စည်းဖြစ်သွားတယ်အဲ့ဒါအိမ်ရောက်ရင်တော့ပြောတာပေါ့ဆိုမပြောမိတဲ့အကုသိုလ်ကံနဲ့ခိုးချက်20ချက်မှာပါနော်60ကောင်းတယ်ခင်ဗျသားသမီးပေးလိုက်တာပါအဲ့ဒါကိုမသိပဲ
ဒီခါလေးပြောမယ်နဲ့သတိမေ့လိုက်တဲ့ခါကျသေလို့သွားတဲ့အခါကျတော့မငယ်အိမ်မှာအဖေကကြွယ်ကြီးဖြစ်အမေကခွေးမာကြီးသွားဖြစ်တာနော်အဲ့ဒီကြတော့အိမ်မက်ပေးတဲ့သမီးလေးငယ်သမီးမပြောမှလည်းပြအကုသိုလ်ကံကြောင့်အဖေကကြွယ်ကြီးဖြစ်လို့အမေကခွေးမာကြီးဖြစ်ရတယ်ဘဝအဲ့တော့အဖေကိုလည်းကြွဆိုင်ပါသမီးရဲ့နော်အမေကိုလည်းကျွေးမွေးပါလို့အိမ်မက်တော်ပေးလို့ဟောဘဝဟာငါအဖေအမေကဒီဘဝမှာခွေးလာဖြစ်တယ်ဟောအမေကခွေးဖြစ်အမေကကျွေးဖြစ်ဆိုတော့အဖေနဲ့အမေပဲဒီတိုင်းစိတ်ထားပြီးတော့သူကောင်းလို့ရချက်ဦးဖြားဖြားလေးတိုက်ပကံများနဲ့ထည့်ပြီးအဖေစားအမေစားနော်ကျွေးမွေးတယ်အဲ့ဒါအိမ်မက်ထူးလို့မကြီးငါတော့အဖေနဲ့အမေကဒီတိုင်းအိမ်မက်တော့ပေးတယ်ဆိုဟုတ်အယုံကြည်မရှိပါဘူးနဲ့ကြီးအေးကြီးလို့မက်တာဟုတ်လားငါကတော့မယုံဘူးနဲ့မကျွေးလည်းမကျွေးနိုင်ဘူးဆိုတချင်ကျွေးခါတန်ရောစင်ကျူကြောက်เสียပေါင်းအမေရအမေပိုးဆိုးတယ်ဖေတဲ့ပိုးဆိုးအမေကတော့သမီးအကြီးလွမ်းလို့ဆိုပြီးတော့ဂိုင်းမငယ်အိမ်မှာဘလောက်ပဲစားရမကြီးအလဲသွားဟိုကစိတ်တူသမားလေးဒေါသသမားကလည်းဓမိုးငယ်ချင်းနဲ့ဘသူကစကားမပြောတတ်တော့အမီလေးနဲ့တခါသူ့သမီးလေးကိုချစ်တာဟုတ်ချစ်တော့တေရှစ်တဲ့ခွေးပါပဲဆိုရှိတဲ့ထမကြီးဘူးနဲ့ပတ်တော့လေတော့ကိန်းဆိုပဲပြေးလို့ဆိုတော့မတ်ငယ်ယောက်ျားရာထွန်နဲ့ကျွေးပိုက်အောင်ပါတော့ပြေးကြရှိသားမဦးကျွေးရဲ့တော့သမီးအကြီးကကျုပ်ကိုထမကြီးဘူးနဲ့ပတ်လို့လိုက်တာနားလိုက်တာကိုကျွေးရဲ့နားလိုက်တာတော့ဟောအဲ့ဒီလိုမြေကြီးကြတော့ကျွေးကြီးကမြေကြီးကြပြီးမယုံဝိသေသထူလိုက်လားဘာဖြစ်တယ်မသိသနာစရာပဲလို့ဖြုတ်ပြလာအေးရောက်တော့ပြီဟဲ့မကဲခွေးပါကြီးဘာလို့ကျုပ်ကတော့မမလို့ဘူးဟောတဲ့တီဗီနဲ့မနေ့ကသူသမီးအကြီးအိမ်သွားတာအေးဘာဖြစ်လာတယ်မသိဘူးဟာတဲ့ကျွဲကြီးအောင်ပါသူကလာမို့တော့ကျွဲကြီးကမလို့ငါစိတ်မချမ်းသာပြီးထုတ်လိုက်ရတာအယူဆိုင်ပါရှင်မယားဒီဥဆိုင်ပါကွာအဲပုံကြီးကရှေးနေမှာလူသွားကြသူနောက်တစ်ခါအိမ်မက်ပြီးသမီးတဲ့အမေများသိသွားခဲ့အမေအယိုးလေးတွေရေလည်းမမျောလိုက်ပါနဲ့မိလည်းမသိကြလိုက်ပါနဲ့ဖြစ်မှုကြီးတစ်လုံးဝယ်လိုက်ပါအဲ့ဒီဖြစ်မှုကြီးထဲမှာအမေအယိုးလေးတွေထည့်ပြီးတော့အိမ်ဦးကစွန့်ထားလိုက်စမ်းပါသမီးရဲ့လို့အိမ်မက်ပြီးဝေးမကြီးလည်းသိရောသမီးဖြစ်ငယ်ကဒီတိုင်းပဲအမေအိမ်မက်ပြီးတဲ့အတိုင်းပဲအယိုးလေးတွေတုံပြီးဖြစ်ဦးကြီးတဲ့ထက်ပဝါမျိုးလေးစီပြီးသူ့အိမ်ဦးကဆွဲထားတော့ယောက်ျားဖြစ်သွားမေးဟာနဲ့ကြာတော့လေငါလည်းမေးမယ်နဲ့မမေးဘူးလို့အဲ့ဒါဘာကြီးတော့ဟာဆိုတော့အမေအယိုးတဲ့တော့လည်းပြောမလို့ကဲနှစ်ကြာပါပြီချကြည့်ကြသူဆိုဟောအဲ့ဒီကိုလည်းလှက်လိုက်တာလေဝက်ဆက်တဲ့ရွှေရောင်းနေဖြစ်ပုံလို့တရင်ကပေါက်ချလိုက်တာနော်အဲ့ဒီကြမှာမကြီးဟဲ့ငါအမေအယိုးကရွှေကြောင့်ဖြစ်တယ်ဆိုတော့ငါတစ်ဝက်ဆိုင်ငါလည်းပေးရမယ်ဆိုတော့မဖေးနိုင်ဘူးတဲ့ဒါအဖေပါအိမ်မက်ပေးလို့ဆိုတော့ထမင်းတစ်လုံးတောင်ကောင်းမကြွေးတာညီနဲ့မဆိုင်ဘူးတဲ့မပေးနဲ့ဟဲ့ပေးရမပေးနဲ့အဖေတိုင်းတိုက်တာရတောင်းလို့ဆိုရှင်မေးရတာရောက်ကြိုက်ရှင်မေးကသမကြောက်9ရက်ရော့ကြောက်တန်တဲ့ကြောက်ပြီးလိုက်အရေးပြုအောင်ကျူနိုင်တဲ့သာသမီဤပစ္စည်းပါဖြစ်လိမ့်မယ်ခွန်ရက်ပေးလိုက်တယ်မကြီးကလောဘကြီးပြနောက်လောက်သားတွေခေါ်ဟဲ့အေးငါတို့မိတို့ခါလောက်သားများစွာနဲ့နောက်ကထင်းတွေပုံမိတွေထိုးလိုက်တာခွန်ရက်6ရက်တိုင်းနဲ့အရေးမပြောဘူးဟောခွန်ရက်ကလေးပြည့်တဲ့ဒေတာမှာအမှုရင်ဆိုင်ရပါရှိလို့မသွားလို့မဖြစ်ဘူးဆိုရှိသွားပြီးတော့မီလီတမီလီပြလိုက်တာတဲ့တန်နဲ့ကြောက်ပါအရေးပြောပြီးသွားတယ်နော်ဒါကြောင့်ဒီစကားကမိဘတက္ကနာထောင်ညာတန်ပြာရောက်ဆောင်ကျိုးတော်မှပြောင်းတယ်ဆိုတဲ့ဤပုတ်အောင်တာတကထောက်ပြီးခိုင်မိဘစကားနားထောင်ပေးပါလို့ပဲနဲ့မိဘကျေးဇူးဆက်ပါလို့ပြောရင်းနဲ့ဖြည့်ဆိုတဲ့ချင်းလေးတစ်ပုဒ်ကိုတော်တယ်လေးအောင်ဆွဲပြပါစီနားဆက်ပေးပါလ
ဖြစ်တော့အဲ့ဒါအတီးလို့မပါဘူးလားအခုကြည့်ပြီးတော့အေးတို့တီဝိုင်းနေညရတာပို့ဆိုးပါလားလို့ရအေးလမ်းပြပေးသူဒီပါအေးလို့စပ်ဆိုလာတော့ကိုပါပဲတော့ပိတ်တဲ့ညားနေမှာဆိုတော့ဟောဘယ်ဘယ်တော့ကြုံမှုတယ်ကိုနဲ့လျောက်မပေါ့ဆိုရအသားမထွက်တော့ဘွယ်ကူရများတယ်အာကျွန်တော်ဆိုးဘလို့မရဘူးအာမဖြစ်ဘူးတဲ့အော်ငကဘုံဆိုးဖို့ဆိုပြရမှာဆိုတော့ကဲကိုပွင့်ပြီးတော့ကျွန်တော်ဆိုရမှာခင်ဗျားတို့ဘလို့မအောင်မနေတော့ဆိုပြီးတော့အဲ့လိုလုပ်ခဲ့ရနော် တ
ပါလိမ့်လာရှောက်တာရေးရှောက်ရှောက်လာရှောက်တဲ့ဘေးကလေးမစားတဲ့ကလေးဝါဘတော်ပစီနဲ့နဲ့အောင်ရတာရှိရှိကျူးနေကဲငါတို့အိုပြီးငါတို့အိုတော့ငါတို့ကိုတွဲပြီးတော့ဘယ်လိုကြမလဲငါတို့အပြင်မသွားနိုင်တော့လမ်းမရောက်နိုင်တော့တာသမီးကဘယ်လိုတွဲပို့ကြမလဲအဖေအမေတွေတဘာဝသဘောတရားတွေဟာဒီဟောကြားတဲ့ဗုဒ္ဓတရား
တော့ဒီရှင်မခံဝဲရတော့ကျွန်တော်တို့ကထုံးစံအရာလုပ်ပေးရတယ်ပြိတ္တများကတပိတ်တော်မှာများထည့်လူဟာနော်ဟိုကျွန်တော်တို့အမြောင်ကန်းဆိုရင်ကျွန်တော်တို့မောင်ရှင်တော့ဘယ်လောက်ရလဲဆိုပထမဘယ်8သိန်းနောက်တစ်ခါ10သိန်းနော်အဲ့ဒါတော့ရဟာဝမ်းမြောက်ပြီးတော့ကိုမရနော်အဒီသိတော်ပေါ်ပါတယ်ကျွန်တော်တို့ယူမဟုတ်ပါဘူးဆိုတဲ့အကြောင်းလဲအဒီလေးပြောချရတဲ့ဤရှင်သာမဏေများဒါကျွန်တော်တို့ရှင်ဘက်ခံလုပ်တဲ့အခါကျတော့ပါပြီးလူပါလို့အလေးထားလေးပြုပါတရားဟိုတရိတ်ကိဝလာအတွက်လာကဆုကြပါတော့သာသနာပြုကြတဲ့အလူဒါနမှာအလူတကာမများတရားမင်းဘဝရဲ့သားရင်ချာတွေပြစ်ကုန်ပါပြီအပါချင်းကလာမရဝေးအောင်ကျိုးစာကငါပတ်လာကြပြီမဲ့နော်ဟိုတော့ကတော့ကျိုးတဲ့ခုခေတ်ကြတော့ကျိုးမတီးတော့ပါဘူးဒါကြောင့်မျိုးရိုးမှန်ရအောင်ကျိုးပေးတိုင်းအထက်ပုဂ္ဂိုလ်များပစ်တန်တန်ကလေးနဲ့ဘုံရှိကန်းရှင်များကြွလန်းလာမှာကြွမှာမဟုတ်ပစ်ဖိတ်တဲ့အခါကျတော့ကျိုးတံပေးပြီးတော့တိခတ်ပေးကြပါခင်ဗျာထက်လာအောင်နာတီကြဆရာကြီးပဲပြောတာပါပဲကျွန်တော်တို့ကတော့သူတို့ပြောတာတွေပဲမှတ်ခဲ့ရတာဆိုတော့အေးဖယားကိုဝယ်ပါတယ်နတ်လည်းမပြစ်ပယ်နဲ့စကားရှိအဲ့ဒါပဲမင်းလက်ထက်ဓမ္မပါဠိမင်းလက်ထက်နော်ဖယားကိုဝယ်တဲ့ပြိဿနတ်ကိုဝယ်တဲ့ပြိဿတယောက်နဲ့တယောက်တို့ဖယားကတကူကြီးတယ်ဒေါနတ်ကတကူကြီးတယ်စကားများတိုက်ပြီးမှမငြိမသက်ဖြစ်တော့နော်အဲ့ဒီမှာမိန်ငှက်ဆိုတဲ့တရဝါကနိုင်ရင်ပြမလာနာတော့အနိမရှိလို့ရှုကနပကနဥတော်ကိုက်တိုင်းမှာရှိတဲ့ပညာရှိအမများဘုရားပရိသတ်နတ်ပရိသတ်နိုင်ရင်ပြမမသောဘယင်းတစ်ပါးရဲ့သိတဲ့ကိစ္စကိုနတ်ပရိသတ်ပဲစမေးတာတဲ့ပရိသတ်တို့အဲ့ဒီမှာနတ်ပရိသတ်ကိုမေးတော့ဘယင်းလေးမင်းတရားကြီးကမေးလိုက်တော့ဟာဒီရွှေခွက်တော်အတွဲမှာဘယ်လိုတတ္တဝါရှိတယ်လဲတဲ့မှန်အောင်ဖြေဆိုတော့နတ်ပရိသတ်ကအကြတဲ့သွားပြီးတဲ့နတ်ကကုန်းကြီးတဲ့နော်ဟဲ့အဲ့ဒီမှာချင်းတဲ့ချောင်းရှိတယ်မိန်ငယ်ရှိတယ်လို့ပြောလိုက်ကြဟဲ့အဲ့တော့နတ်ပရိသတ်ကမလပါရှင်ဘုရားတဲ့ချင်းတဲ့ချောင်းရှိတယ်မိန်ငယ်ရှိပါတယ်ဘုရားဟာနတ်ကတည်းကဟိုးကြီးတာပဲဘယေကိုယ်တိုင်ကနတ်ကိုကိုးဝယ်တာကဲဘုရားပရိသတ်ပဲမေးမယ်ဆိုတော့အကြတဲ့လည်းမပြီးဘူးအမြင်တဲ့လည်းမပြီးသီလသမာဓိပညာပြည့်စုံရတဲ့ပုဂ္ဂိုလ်တွေထင်ရဖြေလိုက်စမ်းပါဗျာကျုပ်တို့ဘုရားကိုကျုပ်တို့ယုံကြည်တယ်ဗျာထင်ရဖြေလိုက်တာမလားပါရှင်ဘုရားအရှင်ဘုရားရဲ့ရွှေဝတ်တော်တို့မှာခြေလေးချောင်းရှိတဲ့မိန်ကောင်းသတော်ရှိပါတယ်ဘုရားဘုရားနှုတ်တော်ကမရှာပြီလို့အဲ့ဒီလိုသကားတလုံးဝက်လိုက်ရင်ပဲအတွင်းထိကနဲ့ကတရားမှာကတရားဓမ္မပြဖို့လူကြီးစီယခုသွေးမင်းဆောင်းဆုံးပြတ်တာမှာကြောက်ရွံ့ဟာမင်းရဲ့ကိုပြဝရိတက်လို့တရားကိုလိုက်တော့ဘုရားသင်သားတို့ဒီယောမမှုဘယ်ခါမပြုတ်လို့တော့ကြောင့်နေရောအောက်တဲ့ယာသဘယင်းကသာဝရအစဉ်ဘုရားသင်လာတာမှန်တယ်တရားအယမဓမ္မပါဠိလင်းတော်နမတရားမကျွဲနောင်ကြီးကိုတို့သည်စောင့်ပြီးဘဟုမျိုးဆွေမပြည့်အောင်လက်ဆက်ကယူသည့်ထုတ်ခဲ့နောင်ကဘာမရွတ်အောင်ဆိုပြီးရှေ့ပိတ်ကနေပါနော်ဆရာတို့လက်ထက်ကမကြောက်စားသွားတာပါနော်ဒါကြောင့်အောင်နာများကြတော့စကြဝဠာကဘာအနတ်မြေပြောင်းတောတောကုန်းချောင်းအိုင်ကျင်နေတော့ရှိပါတော့ရှင်မြို့ပိုင်းနေပိုင်းအားလုံးဆိုင်ရတဲ့ဒေဝများချမ်းသာထားမှာမဟုတ်ဤလူနောင်မင်္ဂလာပွဲကြည်ပြူရှုပြူနဲ့ဒါနပြုကြပါတော့ကြောက်သာဓုနုမောဒနာခေါ်ရေးသုံးဆောင်တော်မူကြပါစေလို့ဒါကြောင့်အောက်နဲ့ဒေဝများကြတော့မြိုင်ခြင်းနဲ့ဆိုတစ်ပိုက်ဆိုလိုက်မန်းတောင်ရေခုံခုနတန်ပြည့်ဆိုပါဆရာတို့ပြောခုနတန်ဆိုမန်းတောင်ရေခုံ
နတ်တွေဆူလေရသူတို့အပြောကြိုက်တာအဲ့တော့တိတ်ချီတကားတဲ့ဆောင်းနဲ့ရှင်မခံမလို့နောက်ကတယောက်ခိုင်အတိဇာတာသားခိုင်မယ်ဆောလေးဝစအောက်မီလေးနေတယ်အောက်ကဆောလေးဝတင်နေတော့အောင်ဒီအခါဘယ်သူလောက်ခဲ့တာလို့ကျွတ်တို့ဆရာကြီးကျောင်းတော်ရွှေမျိုးရဲ့ကျက်သေးဆောင်အဘဦးသိန်းပြနော်အဘစီကနောက်လူကြီးလောက်ပြရအဲ့ဒါလေးတီထွန်ခဲ့တော့ဩကုသိုလ်ဖြစ်ကြတယ်မတ်တထုံမလာတဲ့ပရိသတ်ကလည်း1000ဟာ1500ဟာ9000ဟာ1000ဟာနော်ရွှေမျိုးတွေကတော့များများပေါ့ခင်ဗျာတောင်းချီတဲ့ပါကဲပေါင်းရှင်းလောင်းမြန်ရှင်းမဲ့ခံပွဲဆိုတော့ဘုရားတီးရရှိတယ်နော်လူပြီးပြီလို့ဆိုတော့အမိနာမမပေးရသေးတာကိုအလုတကာကြီးအလုမကြီးများကသွားပြီးဆရာတော်လျှောက်တာရှင်ဗျာတဲ့အမိနာမများပေးပါဦးဆိုတော့ယခုလိုမတ်တဆောက်လူတန်းပြုအပရိသတ်ကျွဲမွေးပြီးတော့တန်ဃာတော်တွေကြွလာတန်ဃာအလယ်မှာထားစံကြနဲ့အညီရွေးချယ်ပြီးအမိနာမပေးပါတဲ့အဲ့ဒီအလုတကာလူမတောင်းခါတယ်အဲ့ဒီကြောင့်မှအမိပေးလိုက်တော့ရှင်ဒိဋ္ဌရှင်ကစိစအားဖြင့်ပေါ့နော်ဒီအမိရတောင်းခါတာရှင်မဲ့ခါမွဲပြုလို့ကပါဒီတဘာဝတရားထားပြီးတော့ကာပစ္စည်းလေးပါဓာကခံယူရင်းနဲ့မြို့လဲကလည်းမာတာမြို့လဲကမာတာ
တိသာတာပါဠိတိုင်းတိုင်းပါလို့ကိုယ်ဆောင်တဲ့ဒီလိုဆုံးကြည့်ရဒီကတော့ကြပါသာပလွေရမပိုင်ပါလို့သာပလွေရမပိုင်ပါသာပလွေရမပိုင်ပါလို့ကြောင်းတော်ကိုလိုက်နေပြေးကြောင်းတော်ကိုလိုက်နေပြေးကြောင်းတော်ကိုမှာလိုက်နေဘေးစာဘယ်တော့မှမောင်တင်မလို့ဘေးစာဘယ်တော့မှမောင်တင်မလို့ဘေးစာသမိတ်တော်အပြည့်ပဲနော်ဒါဝမ်းမြောက်ဝမ်းသာတယ်အဲ့ဒါမောင်ရှင်လောင်းရဲ့ဝင်များဟိုအလွတ်တကာကြီးဘာသာမှုစီအပ်အဲ့ပြီးတော့ကျွန်တော်ကျောင်းသားခင်ဗျာနောက်ကလိုက်ပြီးတော့ပါရမီဖြည့်ရတယ်ကျွန်တော်ဆုချပါလို့အလွတ်တကာလုံးမှာအဖစီဆုတော့ဟိုမှာဘေးတို့ဆုခိုင်းဟိုတော့ကတော့တန်ဖိုးဖြတ်တော့လဲကျွန်တော်တန်ဖိုးမဖြတ်စီချင်လို့ဆုချပါလို့ပြောတာနော်မောင်ရှင်လောင်းတသိန်းနဲ့ရွေတသိန်းနဲ့ရှင်လောင်းပေါ်ဆိုတာကသူတန်ဖိုးဖြတ်လောကမှာရှိတဲ့ကြောင်းမြတ်ရတနာတန်ဖိုးရှိသောကြောင်းမြတ်ရတနာဖြတ်ရဲ့တဲ့
တံမိုးအတိနဲ့ညီအောင်ဖြတ်နိုင်ရင်ဖြတ်မဖြတ်နိုင်ရင်ဒုက္ခပြေးတတ်တယ်နော်ဒါကြောင့်တချို့မှာဘလောက်လိုချင်နေလဲဆိုတော့အစိုးရမှာလည်းလက်ချောင်းလေးတွေနဲ့ဖြတ်ရတယ်ဟုတ်လားဒီဟာတက်မယ်မဟုတ်ဘူးဗျသောတာပန်တီးရင်ဒီမဲ့သက္ကရာကဖြစ်ရင်ဖြစ်မယ်ယဟန္တာတိတောင်ပြောလို့မရဘူးဗုဒ္ဓသာသနာမှာနော်အဲ့ဒါကြောင့်တန်ဖိုးကြီးလို့တန်ဖိုးမဖြတ်ဘဲနဲ့ဆုချပါတန်ဖိုးကြီးလို့ဟုတ်လားဆုအဖြစ်လက်ခံတယောက်ရဟိုမှာတော့ဒီလိုမှနာမအိမ်မှာမိကြီးတွေရှိတဲ့ကျွန်တော်ဆုချပါဦးခင်ဗျအဲ့လိုလေဟိုမှာနောက်ကတထေးတွေအဲ့ရှိလိုက်ဒီလိုက်ထိုးပါအဲ့တော့ကျန်းနေတဲ့အခါနဲ့ချုံရတယ်ကျန်တာချုံရတယ်ဒါချုံလို့မရပါဠိသိပလိသဘုကတ္တဘောပါရိသတ္တခောတိရိတောကပ္ပဒုခောစာကပ္ပရာတတ္တိဒုမာအရှိကိုထိတ်တော့အလောင်းမြောက်မှာပရိတောင်းသပြေတရားပိပေလကတုပိအသူရာပြေတခောပိကလုံးကြီးလက်ပံပိသိကြည့်ခွန်ပင်တို့တွင်သပုတပိပင်သည်တဲ့ဝိဝဒထာရအသိချေတာကတ္တကရှင်မဲခိုင်ကတီတာနေသာပါသည်ကဘာပြုတ်တော့လေပထမဆုံးပြုရဲ့ကဘာပြတ်တော့လေနောက်ဆုံးမှာပြည့်တဲ့မြက်ဖြီးချင်းကြောင့်အသက်တရားတစ်ပါးဒီ၍သာသနာကျိုးတီဘုံရွယ်ဆောင်နိုင်ကြပါစေလို့ကိုယ်တိုင်လေးအောင်သိတိတင်မှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဘုံတော်ကတော့ပုံနာလို့ဆိုဟုတ်ဗျာနော်ကိုတညအဆက်ဆိုတော့တစားတယ်ခုခေတ်ကျတော့မောင်းကျက်သည်တွေဖြစ်ပုံနာလို့ဆိုလို့ရဟုတ်လားအဲ့ဒီခါကျတော့ကျွန်တော်တို့ဘာရွေးတော့မင်္ဂလာရှိတဲ့သင်္ချက်ကပုံအောင်စေရဒုဝေခိတဲ့ဒီခါဘောပိတ်ရှာပုံနာဝင်သုံးတရားဝဲကျွန်တော်ဝမ်းမြောက်ဝမ်းသာမှုရှိအောင်ကြီးညာပေးရအောင်နှစ်ယောက်သုံးဝိုင်းရင်လိုက်ပါညနေဘုခဲမတာခရီးရောလားလိုက်လို့သူထွေးလာစီးထားရင်တော့ဗျာဒေသနာနီးရဲ့ဒေသနာနီးရဲ့အလားကိုပြန်มาတ
လေသည့်ကိုနာသေးဒီဝိကကျွတ်လို့စီရထွေးလိုက်စေကြတယ်အချက်ကခန္ဓာ၅ပါးထားနော်အချက်ကခန္ဓာ၅ပါးထားတန်တရားတလောကိုရင်ငါသေးရရှိဘိနဲ့ကွယ်ကောင်းတယ်မကောင်းမကန်းငါဝေဒနာငါဒုံလဘာနဲ့ဝရိယသတိကြတယ်ကိုဗရိတ်မပါဟုတ်တယ်ပရိစ္ဆာသမုပ္ပါကစီရတိုင်းတဲ့မဟိပတပြကနိုင်လာအထုခရီးဆုံး1 2 3 4ဆိုတဲ့ဒီယာဘောက်က၄သက်သာထားပြင်းမလို့ရှာတဲ့လောကဓာတ်တော့ပိတ်ခါလုံးနဲ့အဝိဇ္ဇာအမောင်ကိုပညာအယောင်ဉာဏ်ဆိုလို့ရှေ့ကမိနှစ်ပွင့်ကလင်းပြရမယ်တဲ့အဲ့ဒါမှခရီးတစ်စစ်ချင်းစိတ်ချသွားတယ်အနိစ္စတရားကဒီစဲစီဆက်စရာလေးပြီးလိုက်ပါပဲဒီမှာမတ်တိုင်ကြီးကောင်းအောင်လုပ်ပြီးတဲ့ဆက်စရာဆိုချက်ကြတာညီလေးအဲ့တော့ဒီလိုသွားညီလေးဆိုင်ဟိုနေရာဆိုင်လို့ဖြစ်ပါဆိုစက်သမားသုံးတော့ပြီးဟိုစက်သမားကလည်းဟောခိုင်းငေါလုံးပြီးတော့လေးတော့ဟိုပါဆိုဒါပြလိုက်ဖြစ်ပါဘူးလို့တခါတည်းပြောတာဒီလေးစက်သမားပြီးနော်ကြည့်ပြီးတော့ဒီလိုမျိုးနဲ့လောက်ပါဘယ်ရောက်တော့မှလည်းမသိပါဘူးဟုတ်လားအဲ့တော့ထားလိုက်တော့ပြောလို့ချင်းဟာနောက်ဝိသလကဒုံလဘာနဲ့ဝရိယသတိကြသူပရိပမအဟုတ်တာတော့ပရိစ္ဆာမသမုပ္ပါကစီရလိုက်မဟိပတပြာကနေလအထုခိသုံးမ1 2 3ဖို့ဆိုတဲ့ဒီယာဘောကလေးသစ္စာထားပြင်းမလို့ရှာတဲ့လောကရတော်ကိုပိတ်ခါလောက်နဲ့အဝိဇ္ဇာအမောင်ကိုပညာအယုံဉာဏ်စော့ပြီးတော့ရှေကမိနှစ်ပွဲကလင်းပေးရမယ်ခရီးတစ်စင်းချင်းစိတ်ချသွားနိုင်ဖို့အနိစ္စတရားကြတော့ဒီဇယ်စီဗျာလိစာတရားကဒီစေစီပြည်နေအလီလီလှမြဖြတ်မှာမပိနေရကြပူလို့ဘောင်းမလေးလို့ပူလေးမကြတဲ့ခဏနာဘာဝနာပွားစီအမဲစီဘာဝနာပွားစီအမဲစီတိုင်ကြီးကတော့အာဘောဓာပင်္ဂတတာဝါယုံဆိုရင်လေမာလဘောချင်းမပြတ်ထုံရနဲ့စလုံးကြီးကပထဝီထားအတာမီရာကတော့တင်းဆိုရင်တော့ပိုင်ခေတ္တဘောလိုက်ဆွဲမဲ့စရာလို့ဆွဲထတ်တာမြန်မာလိုစလုံးအကြီးကြီးဟိုးတန်တရားအစုပ်ကြီးမနေ့တစ်ခါထွက်စေတနာဝိပြမပြစ်ကြတယ်မေကညာတွေအားလုံးနေစဉ်အတွက်ထွေလာခွက်ယခုတဏ္ဍပမပြရလိစတုတံ္ဍရဏလေးပြီးပမအခင်းကတော့မကင်ရှာမောကဂုံတော်ကိုနိဖလျောင်စိတ်ဆိုးပြီးကိထုံးကစီသူမျိုးကြလို့ဗျသူတော်စင်စစ်မစစ်နော်ဥဒ္ဓမမလအောင်စင်ကခါဝဲကပြင်းစသည်အင်တီကခေါင်းတစ်ပက်ခေါင်းအထက်ကတရဏဂုံအဲ့ဒါတွေပြည့်စုံဆိုမှဖြစ်လာပါဗျထွေလာပေါ်တက်ခဲ့လို့ပြီးတော့ထွေလာရင်ထွက်တဲ့အခါနော်တောင်းထားလို့မပန်းဝဲဘိသိဆာမပန်းဝဲနေပဲသွားတာဖြစ်ပါစို့နော်ဟာလေခလုံးဘိသိခါဆရာကြီးတွေရဲ့ပွဲနော်မပန်းဝဲမဆိုးရစေနဲ့နော်ဘဝတန်တရားလို့ဒါလေးလုပ်စမ်းရှေးလျာထွေပြမနေမလားတန်တော်ရဲ့ဘဝညာရှာဘဝဆိုတာလူဘဝနတ်ဘဝဓမ္မဘဝခေါ်တယ်သန္တရာလေပတ်တာသန္တရာဘသူလေးလေပတ်တယ်လေဆိုတော့အဝိဇ္ဇာသေခါရဝိညာဏယုံတလည်းနဖတ်ဝေဒနာဒါနဥပါဒံဘဝဇာတိဇရာပတနာဘော၎င်းပရိစ္ဆာသမုပ္ပါဒယများလေတဲ့ရင်စစ်လိုက်တော့ပရိစ္ဆာသမုပ္ပါဒယဆန္ဒလုံးကြီးလေနေတာလားဝယ်ကြလိုက်တော့ထပ်ကျုပ်လိုက်တယ်ခင်ဗျာအတိတ်ကိုကျုပ်လိုက်ပြီးအနာကကျုပ်လိုက်ပြီဆိုတာပြဟောရှင်းလုံးတော်တရားရှိတော်တယ်အဲ့ဒါကသံတရားလဲနေဒါကြောင့်တရားကလဲပြီးသားထမှပြီးမရှင်းလင်းတော့အဲ့ဒီမှာငါထည့်ပြီးဇွဲရင်သိမ့်ပိုင်းလိုက်တော့သူ့လိုသူ့သဘာဝမဟုတ်တော့ပဲတရားတော်ဒီလေပတ်တယ်လို့ရှိတယ်လို့ညာမသုံးတာနဲ့ပဲခြားကြလဲပြီးထွက်နေတာပရိစ္ဆာသမုပ္ပါကလေရာမဟုတ်ဘူးတွေကလဲနေတယ်နော်တရားကသူလဲနေဓမ္မသဘာဝဖြစ်စီကြီးကဒီတိုင်းပဲဒါကြောင့်ပွားရလမ်းကြောင်းတွေပွားလာအဲ့ဒါခွဲခြားစိတ်ပြညာထဲတန်တရားမချက်ရအောင်ရှေ့အပိုက်ကဘာညွန့်ထားတယ်ဆိုတော့ဘာတဲ့လောဘဒေါသမောဟအခြေခံကြတဲ့ဓာတ်တွေကိုဟောဥဒ္ဒခါကဒီလိုဆိုပြတယ်လောဘရဒေါသရမောဟရအဝိဇ္ဇာဖြစ်စရာဒီခါရတဲ့တော်လိုက်လိုက်ဝါရက
ဒေါ်နဆိုတာကျန်တဲ့ခဏနဲ့သဘောရှိမောဟကြတော့ဘုသူမမသိအဘိဓမ္မာမသိဝေဖောက်ပြန်နေတာဘာပဲဖြစ်ဖြစ်အဲ့ဒီလောဘဒေါသဘောကသုဝိသကိုယ်ရရှိလို့တဝမ်းဝရေးရရှိလို့တဟာဟာအမြတ်အပြတ်မတည်မြဲသမျှစီမြဲတဲ့စိတ်ကချင်းအနိစ္စမမြဲဒုက္ခမမြဲအနတ္တအတ္တချင်းရှင်းမတော့ဘုပြုလုပ်တဲ့ကံကသုထံသုထံအပဒမိယကမမုဒ္ဒသတ္တနာမနတ္တိကာမတတ္တိဝိပစ္စတိဆိုတော့ဒီလူရာကြီးများနော်အဲ့ဒီဆရာကြီးကိုချစ်ရွှေတို့တော့အေးစေတို့ဦးဟာသိတို့တော့အေးလွယ်ဦးကြည်ဝင်တော့ဆမ်းမြန်တို့ဦးချစ်စမ်းမအောင်ပါလေလုံးလူကကြီးလုံးမကြီးကတော့လုံးချီတို့မိသားစုကောင်းတာတွေပြုလုပ်ပြီးကောင်းတဲ့ကုသိုလ်တွေသိစီလိုက်ပြီးလို့ဒီကြတော့ယုံကြည်ပြီးအဲ့ဒီကောင်းတာတွေစစ်တဲ့ပွားများလို့အများတို့တာဝန်ဖြစ်တော်တယ်ဒါကြောင့်ဘုရားမတ်တာတင်ထားတဲ့ဘုရားရှားကအလကားရိတ်တာမို့အဲ့ဒီပုံရိပ်တွေဟာကောင်းသောပုံရိပ်တွေပါလားပွားပြီးတော့ဒီလေးပွားပြီးတော့တွေ့ကြုံဆုံးခွဲတခိတဲ့ကြီးဝမ်းနဲ့ဝမ်းပါဝိပါလာချစ်ချစ်တာမထီရပါမချစ်ချင်ပါလေချစ်ကြတာအော်ချစ်ချင်တယ်လေမထီရပါချစ်ချင်တယ်လေချစ်ကြတာသုံးသက်တဲ့ဘုဝိအထုနေတာကယုံကြည်ရှောက်တဲ့ဒေဘဝအဲ့ဒါဘဝရာအဲ့ဒါရှိရလားဒီတလားလောလုံးရရတော်မြာသာဘေပညာရှိရဟောကြားတယ်ဗျာဒီကမှာဒီပထမကနေစီမမသူ့ညာအလိုလိုပေါ်လာတဲ့ညာဟာမတန်လာမတန်လာဆက်စီဝေဝဲပြီးတော့ဤတန်ပါရဲ့ကလုံးရအောင်ဖွင့်လိုက်ကြပါစေလို့ဆုတောင်းပါတော့ပြုရင်ဒိုင်းဒီချေလေးတော့ဖွင့်တော့ဆက်လျာပါကျေးဇူးရှိတော်ကာယကံဝစီကံမနောကံယောမစာဆိုမစာနော်ဒီထဲမှာအမှားပါရင်ကာယကံဝစီကံမနောကလွန်ကျွမိတဲ့အဖြစ်ပေါင်းနေသူတော်ကောင်းတွေအားဝင်းချတောင်းပန်ရင်းနဲ့မစောစည်းပါသောကြောင့်မင်္ဂလာပြုတ်တီသိမ့်ဝင်ပြပါခင်ဗျာ
ပါတယ်ကဲအဲ့တော့မမကဲဒီနားကြတာနော်လူမကြီးကျွန်တော်အချမ်းတစ်ချင်းလေးတော့လောက်နေဆိုရင်နော်ကဲကျန်တဲ့ဒီတော့ဟာကျန်မိုးလေးကဲဆက်နော်
ကျေးဇူးတင်ပါတယ်နော်ကဲဒီမိုင်လေးကျင်းနေတာအားလုံးပြောချင်မနှောအမှန်ပေါ်ပြောနိုင်ကြစိုက်တိတ်ကြပါအောင်